ဟောဒီဝါဆိုလာဆိုတာဘိုးစင်းတို့တရားနာပြည်သက်များသာသနာတော်အတွက်လည်းပဲအလွန်တရာအရေးပါတယ်လားဘာဖြစ်လို့တော့ဆိုလို့ရှိရင်ဘိုးစင်းတို့တရားနာပြည်သက်တွေသိကြတဲ့အတိုင်းပဲဟောဒီဝါဆိုလာမှာယဟန်တော်တွေဘာလုပ်ကြရတော့ဝါဆိုကြရတယ်နော်မြတ်စွာဘုရားဖျားဖြစ်ပြီးကာစတော့ငါယဟန်တော်တွေဝါဆိုမှုပြုရမယ်ဝါကတ်မှုပြုရမယ်ဆိုပြီးတော့ဒီလိုတိတ်ခါဖို့ပြညတ်ပြီးတော့မထားသေးဘူးယဟန်နေသွားလိုက်ကြတာမိုးရာသီလည်းပဲခရီးသွားနွေရာသီလည်းပဲခရီးသွားဆောင်းရာသီလည်းပဲခရီးသွားပေါ့သွားလိုက်ကြရာဇီယိုမှာရှိပြီးတော့နေတဲ့ဒကာဒကမတွေကကဲ့ရဲ့ကြတယ်တဲ့လူဒကာဒကမတွေကတာကီဝင်မင်းသားဖယားသားတော်လို့ခေါ်ရတဲ့ဒီကိုတော်တွေခရီးသွားနိုင်လို့မိုးလဲသွားနွေလဲသွားဆောင်းလဲသွားခရီးသွားကိုသွားနိုင်တယ်ဒီလိုမိုးရာသီများမှာဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်တနေရာထဲမှာငြိမ်ငြိမ်ကုတ်ကုတ်လေးနေဖို့ကောင်းတာသာသနာ့ဘာဖြစ်ပြီးတော့နေတဲ့ဒိဋ္ဌိအယူရှိကြတဲ့မိစ္ဆာဒိဋ္ဌိအယူရှိကြတဲ့အယူမှားကြတဲ့ဒိဋ္ဌိတွေတောင်းမှဟောဒီလိုမိုးရာသီမှာဆိုလို့ရှိရင်ခရီးမသွားကြဘူးတနေရာထဲမှာကုတ်ပြီးတော့ငြိမ်ငြိမ်သက်သက်နေကြခရီးအသွားလာတွေရပ်ကြအသိဉာဏ်မရှိကြတဲ့အာဟိတရိစ္ဆာန်ငှက်တွေတောင်းမှာတဲ့မိုးရာသီဆိုလို့ရှိရင်အတိုက်အမြုံလုံးပြီးတော့မိမိတို့ရဲ့နေရာဌာနကိုအတိတကျထားကြဟောဒီယဟန်တော်တွေကဖြင့်သွားလိုက်ကြတာတဲ့စောင်းလဲသွားမိုးလဲသွားနေဝေလဲသွားအမြဲတမ်းသွားပြီးတော့နေကြတာသူတို့သွားတဲ့အတွက်မြက်လေးတွေတစ်ပင်လေးတွေဒါတွေကိုနင်းကြည့်ပြီးတော့သွားကြမြက်ပင်လေးတွေတေကြတယ်တစ်ပင်လေးတွေတေကြတယ်ဟောဒီတာကဝင်မင်းသားယဟန်တော်တွေဟာဆိုလို့ရှိရင်သူများအသက်ကိုတတ်နေတော့တာပါပဲဆိုပြီးတော့ဒီလိုကဲကြသူတို့ကလူတွေကယူဆတာကမြက်ပင်လေးတွေမှာတစ်ပင်လေးတွေမှာအသက်ရှိတယ်ဆိုပြီးတော့ဒီလိုယူဆပြီးတော့ကဲကြတာကိုအဲ့ဒါကြောင့်မို့ဦးဇင်းတို့မြတ်စွာဘုရားကယဟန်တော်တွေကိုမိုးရာသီရောက်ပြီဆိုလို့ရှိရင်3လတဲ့ဝါဆိုဝါကတ်မှုပြုရမယ်တဲ့3လဘာလို့ရမှာလဲတော့ဝါဆိုတယ်ဆိုတာကဘာကိုခေါ်တာတော့ဝါဆိုတာကပါဠိလိုဝါသလို့ခေါ်တဲ့ပါဠိရလာတာဝါသဆိုတာကနေထိုင်ခြင်းပေါ့တဏှာထဲမှာအတီတကြနေထိုင်ခြင်းပေါ့ဆိုတယ်ဆိုတာကတော့ဒီနေရာမှာဝါရင်း3လကာလပတ်လုံးနေပါတော့မယ်ဆိုပြီးတော့ရွတ်ပြတာဆိုပြရတာဒါကိုဝါဆိုတယ်လို့ဒီလိုခေါ်တာပေါ့အဲ့တော့မြတ်စွာဘုရားကယဟန်တော်များဆိုလို့ရှိရင်တဲ့မိုးလေးလရှိတဲ့အထဲက3လခရီးဒေသစာရီသွားတာကိုရပ်ပြီးတော့တဲ့ဘာလို့ရမှာတော့ဆိုလို့ရှိရင်တနေရာထဲမှာဝါဆိုဝါကတ်မှုပြုရမယ်ဆိုပြီးတော့မိန်တော်မူတယ်အဲ့တော့ဝါဆိုဝါကတ်မှုပြုတယ်ဆိုတာကလည်းပဲဦးဇင်းတို့တရားနာပြည်သက်ရဲ့2မျိုးရှိတယ်ဘယ်နှမျိုးရှိတော့စာလိုပြောမယ်ဆိုလို့ရှိရင်ပုရိမဝါကတ်ခြင်းရဲ့ပစ္စည်းမဝါကတ်ခြင်းရဲ့ဘယ်နှမျိုးတော့2မျိုးဘုဇင်းတို့အရာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပထမဝါကတ်ခြင်းရဲ့ဒုတိယဝါကတ်ခြင်းရဲ့ပေါ့ပထမဝါကတ်တယ်ဆိုလို့ရှိရင်ဘယ်နေ့ကတ်ရတာတုံးဆိုရင်ဝါဆိုလပြီးကျော်တရက်နေ့မှာဝါကတ်ရဒုတိယဝါကတ်တယ်တနည်းအားဖြင့်ပစ္စည်းမဝါကတ်တယ်ဆိုလို့ရှိရင်ဘယ်နေ့မှာဝါကတ်ရတာတုံးဆိုရင်ဝါကောင်လပြီးကျော်တရက်နေ့မှာဝါကတ်ရတယ်ဝါကတ်ပြီးပြီဆိုလို့ရှိရင်ဘယ်နှလကြာအောင်တနေရာမှာအတီးကြနေရမှာတော့3လကြာအောင်နေရမှာဒါကြောင့်မို့ဝါဆိုလပြီးကျော်တရက်နေ့မှာပုရိမဝါကတ်တယ်ဆိုလို့ရှိရင်3လပြည့်တာကတည်င်းကျိုးလပြည့်နေမှာပြည့်တယ်နော်ဟာဝါဆိုလပြည့်နေမှာဝါမကတ်မိဘူးခရီးသွားနေလို့ဒီပြင်နယ်သွားနေလို့ဘာလို့ဆရာရှိလို့ညာလို့ဆရာရှိလို့ဟိုအကြောင်းဒီအကြောင်းရှိလို့ဆိုပြီးတော့ဝါမကတ်မိဘူးဆိုလို့ရှိရင်တော့ဟောဝါကောင်လာပြီးတော့တရက်နေ့မှာဝါကတ်ရတယ်အဲ့ဒါကြတော့ပစ္စည်းမဝါကတ်တယ်ဒုတိယဝါကတ်တယ်လို့ခေါ်တယ်အဲ့ဒီပစ္စည်းမဝါဒုတိယဝါကတ်တယ်ဆိုလို့ရှိရင်တော့တဆောင်မုံလာပြည့်နေ့မှာ3လပြည့်တယ်တဲ့နော်ဝါဆိုဝါကတ်တာကလည်းပဲဥစဉ်တို့တရားနာပြည့်တတ်ရတော်တော်အရေးပါတယ်သာသနာမှာဆိုရင်အဲ့ဒီဝါဆိုဝါကတ်မှုပြုပြီးတော့အကြောင်းမရှိဘဲနဲ့ခရီးမသွားရဘူးအဲ့တော့မြတ်စွာဘုရားကပထမပိုင်းတော့ဝါရင်း3လကာလပတ်လုံးတ
တဏှာထဲမှာကိမ့်ပြီးတော့ကပ်ပြီးတော့နေရမယ်ဆိုပြီးတော့ဒီလိုပြောတယ်နောက်ပိုင်းကျတော့ယဟန်တော်ဒီမှာခရီးသွားစရာအကြောင်းတွေကကြုံပြီးတော့လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားအနေနဲ့တဲ့လျှော့ဈေးအနေနဲ့ဝါတွင်မှာခရီးသွားဖို့ဆိုပြီးတော့အခွင့်အရေးလေးတွေခွင့်ပြုတယ်အဲ့ဒါကတော့ဝါတွင်ကာလမှာတဲ့ဦးဇင်းတို့တရားနာပိတ္တရေဒါဝိနည်းပဟုတုတပေါ့ဒကာဒကမတွေကတုံ3ချက်နဲ့ပြင့်မယ်ဆိုလို့ရင်သွားနိုင်တယ်တဲ့တုံဘယ်နှချက်တဲ့တော့3ချက်တုံ3ချက်ဆိုတာကဘာတုံးဆိုလို့ရင်ဣဇာမဟံဗန္တိဒါနိသဓာတုံဓမ္မင်းစသောတုံဘိက္ခုစပတ္တိတုံအရှင်ဘုရားကြွတော်မူပါဗျာတဲ့တပည့်တော်ဒါနိသဓာတုံအလှလူခြင်းလို့ပါကြွတော်မူပါဆိုပြီးတော့ဒီလိုပြင့်မယ်ဆိုရင်လည်းသွားလို့ရအလှလူခြင်းလို့ပါဆိုပြီးတော့ဒီလိုပြင့်မယ်ဆိုရင်သွားလို့ရတယ်ဒါကြတော့ဒါနိသဓာတုံအရှင်ဘုရားကြွတော်မူပါတပည့်တော်တရားနာခြင်းလို့ပါဆိုပြီးတော့နော်တရားဟောပြင့်မယ်ဆိုလို့ချင်းလည်းပဲဝါရင်းကာလမှာသွားလို့ရနောက်တစ်ခုကဘိက္ခုစပတ္တိတုံအရှင်ဘုရားကြွတော်မူပါယဟန်တန်ဃာတွေကိုဖူးမြော်ခြင်းလွန်းလို့ပါဆိုပြီးတော့ဒီလိုပြင့်မယ်ဆိုလို့ချင်းလည်းပဲသွားလို့ရတယ်တဲ့တုံဘယ်နှချက်တဲ့တော့3ချက်ပေါ့မြန်မာလိုပြောမယ်ဆိုရင်တော့ချင်း3မျိုးပေါ့ဟုတ်လားအလှလူခြင်းပါတယ်ဖရာကြွတော်မူပါတရားနာခြင်းပါတယ်ဖရာကြွတော်မူပါတန်ဃာတော်ရှင်သူမြတ်တွေကိုဖူးမြော်ခြင်းပါတယ်ဖရာကြွတော်မူပါဆိုပြီးတော့ဒီလိုအကြောင်းအရာ3မျိုးနဲ့တရားဓမ္မတွေကမြန်ပြင်မယ်ဆိုလို့ရှင်တော့9ရက်အတွင်းပြန်လာမယ်ဆိုပြီးတော့ဒီလိုနှလုံးသွင်းပြီးတော့သွားနိုင်တယ်ဆိုပြီးတော့ဒီလိုမြတ်စွာဘုရားကလျှော့ဈေးအနေနဲ့ပေးရနော်အဲ့ဒီနောက်ပိုင်းကျတော့ဦးဇင်းတို့သာသနာတော်မှာတည်င်း3ပေါ်5ဦးဆိုတာရှိတယ်ယဟန်ယောက်ျားရဲ့ယဟန်အမိန်းမရဲ့သိက္ခမန်ရဲ့တာမဏေယောက်ျားရဲ့တာမဏေအမျိုးသမီးရဲ့ဆိုတာတည်င်း3ပေါ်5ဦးရှိတယ်ယနေ့ခေတ်သာသနာမှာကတော့တည်င်း3ပေါ်2ဦးပဲရှိတော့မှာပေါ့ယဟန်ရဲ့ကိုရင်ရဲ့ပဲ2မျိုးပဲရှိတော့မှာပေါ့အဲ့ဒီတည်င်း3ပေါ်5ဦးကနေပြီးတော့တည်င်း3ပေါ်5ဦးနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေမြန်ပေါ်လာမယ်ဆိုလို့ရှိရင်လည်းပဲသွားနိုင်တယ်တဲ့ဥပမာဘယ်လိုတော့ဆိုလို့ချင်းတည်င်း3ပေါ်5ဦးတွေကတဦးနော်အာသာသနာပေါ်မှာမပျော်မွေးလို့လူထွက်ခြင်းစိတ်ပေါက်နေတဲ့ငါသွားတရားဟောအောင်မှာပဲဒီပြင်ဘာကိစ္စရှိတယ်ညာကိစ္စရှိတယ်နော်ဒီပြင်ပြန်တော်မူလို့တဲ့စသည်အဖြစ်ပေါ့နော်အဲ့တော့ဝိသိကိစ္စတန်တရားဖြစ်ပြီးတော့နေလို့တဲ့အယူမားတွေဖြစ်ပေါ်ပြီးတော့နေလို့တဲ့စသည်အပြင်ဒီလိုအကြောင်းမျိုးနဲ့ဆိုလို့ချင်းလည်းပဲခရီးသွားလို့ရတယ်ဆိုပြီးတော့မြတ်စွာဘုရားကလျှော့ပြီးတော့ပေးတယ်ပေါ့နော်ကဲဆို